မြန်မာနိုင်ငံအလဲပိုင်းကမဟာမြိုင်ဒေါကြီးဒီဒေါကြီးဟာတာမန်တတော်တစ်ခုမဟုတ်ပါဘူးနှစ်ပေါင်းထောင်ကြီးတက်တန်းရှိတဲ့လျှို့ဝှက်ချက်တွေအဖိုးတန်ရတနာတွေနဲ့အတူပြင်းထန်လာတဲ့အညိုအတေးဝิญဉ်တစ်ခုပုံအောင်နေတဲ့နေရာလို့ဒေတာခန်တွေယုံကြည်ကြပါတယ်အဲ့ဒီဝิญဉ်ကတော့တချင်းကတကူဟုထောဟိရဲ့ဘေတနိုးဘရင်မကြီးပန်ထွာပါပဲလွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်ပြုခေတ်ကာလမှာဘေတနိုးဟာယဉ်ကျေးမှုထူငားတဲ့မြို့တော်ကြီးတစ်ခုပါဒီမျိုးကိုအုပ်ချုပ်သူကတော့ဉာဏ်ပညာကြီးမားပြီးရဲရင့်နဲ့ပန်းထွားပြီးရမအကြီးဖြစ်ပါတယ်။သူမမှာဗိတနိုးနတ်မင်းကြီးပေးထားတဲ့အဖိုးမဖြတ်နိုင်တဲ့အတုလစီတော်ကြီးရှိပါတယ်။ရန်ဒူလာလို့ဒီစီတော်ကြီးကိုတီးလိုက်တိုင်းနဲ့အေယာဝတီမြည်ရည်ရှန်တက်လာပြီးမြို့ကိုတဘာဝတရားကြီးအဖြစ်ကာကွယ်ပေးလိရှိပါတယ်။ဒါပေမဲ့တရေခတ္တရာဖြည့်ရှင်ဒွတ်တာပေါင်းမင်းကြီးကဗိတနိုးကိုသိမ့်ပိုက်ချင်ခဲ့တယ်။လေယုံရည်နဲ့မနိုင်တဲ့အခါနီးပရိယာကြီးတုံးရရတယ်။သူလျိုရိုစိတ်လွတ်ပြီးအတုလစီတော်ကြီးရဲ့တားရည်မျက်နှာပြင်ကိုဖျက်ဆီးလိုက်ကြပါတယ်။စီတော်တန်တိတ်ဆိတ်သွားတဲ့အခါရေတတိုင်းလဲကျိုးပေါက်ပြီးဗိတနိုးမျိုးတော်ကြီးမီးဟုံဟုံတောက်ကကြာဆုံးခဲ့ရပါတော့တယ်။ချီရတဲ့မျိုးတော်နဲ့ပြည်သူတွေတိတ်ဆုံးပျက်စီးရတာကိုမြင်လိုက်ရတဲ့ဘရင်မကြီးရဲ့နှလုံးသားဟာမီးခဲလို့ပူပြင်းလွှာခဲ့ပါတယ်။မဟာမြိုင်တော်တွေကိုမစုတ်ဖခင်မှာသူမဟာတမိုင်းတွင်ရင်မဲ့အမုန်းတရားကျင့်စာတွေကိုတိုင်ပြီးခဲ့ပါတယ်။ပထမကျင့်စာကတော့သူမရဲ့မြို့တော်ဖေတနိုးမြေဟာဘယ်တော့အခါမှစိုက်ပျိုးလို့မရတဲ့မြေရိုင်းမြေငံကြီးဖြစ်ပါစေတာ။ဒုတိယကတော့သူမကိုဖျက်ဆီးခဲ့တဲ့ဒေါက်တပောင်မင်းနဲ့တရေခိတရာဖြီးကြီးလဲမကြာမီပျက်စီးပြိုကွဲရပါစေတာ။သူမစိုက်ပျိုးခဲ့တဲ့ပေပင်တွေကိုလက်ညှိုးထိုးကဒီပေပင်တို့ဒီငါပြန်လာမှသာကြီးထွားကြကုန်လို့ဟုအထိတ်ထန်ပြုခဲ့ပါတယ်။ဒါကြောင့်ပဲဒီနေ့ထက်ထိဘေတနိုးနယ်ဝင်းကျင်ကပေပင်တွေဟာအပေမကြီးထွားပဲရှိနေကြတယ်လို့ဒေသခံတွေကအခိုင်အမာယုံကြည်ကြပါတယ်။ဒီပေပင်တွေကြီးထွားလာခဲ့ရင်ဘယင်မကြီးပန်ထွားဘေတနိုးနံတော်ကိုပြင်ရောက်နေပြီလို့ယူဆရတော့မှာပါ။နောက်ဆုံးကျိန်စာကတော့သူမပုံအောင်မဲ့မဟာမြိုင်တော်ထဲကသူမရဲ့စီးစိမ်တွေကိုလာရောက်ထိပါသူမသမျှဘေးဥပတ်အန္တရာယ်ဆိုးဒီနဲ့ကြုံတွေ့ရပါစေသားလို့အဓိဌာန်ပြုခဲ့ပါတယ်။အဲဒီနေ့ကစပြီးပန်ထွားဘရင်မကြီးဟာမဟာမြိုင်တော်ကြီးထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။ဒန်ဒါယီရီအရာသူမဟာတေဆုံးသွားတာမဟုတ်ဘဲမဟာမြိုင်တော်ရဲ့အဆောင်လျှောက်ဝိညာဉ်မေတော်ကြီးအဖြစ်ရှိနေစေလို့ဆိုကြပါတယ်။ဒီနေ့ထက်ထိမဟာမြိုင်တော်ထဲကရှီးအောင်အမွေအနှစ်တွေကိုတွားရောက်တူးဖော်သူတွေဟာထူးဆန်းတဲ့အန်ဒီရီနဲ့ကြုံရတတ်တယ်ဆိုတာဘယင်မကြီးရဲ့ကျင်းစာအစွမ်းကြောင့်များလား။ဗိတနိုးဘယင်မကြီးပန်းထွားသူမဟာချစ်ချင်းမုန်းချင်းလက်စားချေချင်းတွေနဲ့ပြည်နှံ့နေတဲ့မြမသမားရဲ့မေးမရနိုင်တဲ့ဇက်လိုက်ကြော်တစ်ပါးပါပဲဒီဇလန်းကိုတင်ဘလို့မြင်ပါတလေခေါမမရွှေလွှေးပေးသွားပါအောင်နော်